အားလုံးပဲမင်္ဂလာပါယွန်းဘလော့ကနေကြိုဆိုပါရစေဒီနေ့ကတော့မိုးတွေအရန်ရွာလို့မာလာရှမ်းကောစားတယ်ကြီးအိုးစားတယ်ပင်လယ်စာ၄မျိုးချင်ဆက်စားတယ်ဝက်သုံးထပ်သားထောင်စားတယ်ငယ်တုန်းကကြောင်းမုတ်ဈေးတန်းတွေမှာတွေ့ရတယ်ကြာခွက်စားတယ်အခုလိုမျိုးတွေစားဖို့ရေတံကုန်းတံနဲ့ခရီးဆက်ခဲ့ပါတယ်ရှင်အခုကတော့ဒလားဘက်ကိုသွားဖို့အတွက်သင်းမောစီးလိုက်ပါတယ်ရှင်၄နှစ်ကြာမှသင်းမောပြန်စီးရပေမဲ့လည်းသင်းမောစီးရတဲ့ feeling လေးကတော့အရင်တိုင်းပါပဲရှင်ဒလားကနေတွန်တေးမြို့ကိုဆက်သွားခဲ့ပါတယ်ဒါကတော့တွန်တေးမြို့ရဲ့တကူကြီးရွှေစံတော်စေတီတော်ပဲဖြစ်ပါတယ်ရှင်ရုံရောက်တဲ့နေ့ကတွန်တေးမှာမိုးတွေရွာနေခဲ့ပါတယ်ရောက်ချင်းဗိုက်စာတာနဲ့မုံစည်းတန်းလေးပတ်ခဲ့ပါတယ်ရှင်အဲ့ဒီမှာငယ်တုန်းကစားခဲ့ရတဲ့ကြာခွက်လေးတွေရောင်းတာတွေ့လို့ကြာခွက်လေးဝယ်စားလိုက်ပါတယ်ကြာခွက်၃ခွက်ပါတစ်စီးကို1000ပဲကြပါတယ်အစင်သစ်ချွေထားတဲ့အထုပ်လေးကလည်း1000ပဲပေါ့နော်အဲ့တော့ရုံးကအစင်သစ်ချွေထားတဲ့အထုပ်ကလေးပဲဝယ်ခဲ့လိုက်ပါတယ်ရှင်အရှိကိုဆက်လျှောက်သွားတာဆက်လေစိန်နာကိုရောက်သွားတယ်ပေါ့နော်အဲ့ဒီနားမှာကြားစီလေးစားမယ်ဆိုပြီးတော့စားနေရမိုးတွေကလည်းအုပ်လာအောင်အဲ့ဒါနဲ့မိုးလဲခွင်ရင်တစ်ခုခုစားမယ်ဆိုပြီးတော့ဆိုင်လေးတစ်ဆိုင်ရှာခဲ့ပါတယ်ဆိုင်နာမည်လေးကတော့ BKK ဝက်ဆက်လက်ဆိုင်မှာရုံးကလည်းသုံးထပ်သားစားခြင်းနေရနဲ့အဲ့ဒီ BKK ဝက်ဆက်လက်ဆိုင်လေးကိုရွေးချယ်လိုက်တာပဲဖြစ်ပါတယ်မိုးတွေကလည်းဆိုင်ထဲရောက်တာနဲ့ရွာချသွားတယ်ပေါ့နော်အဲ့ဒီအချိန်မှာစိတ်ကပင်လယ်စာကလည်းစားခြင်းသွားပြန်ရောကြေးအိုးကလည်းစားခြင်းမိသွားပြန်ရောအစားတောက်နဲ့ပတ်သက်လာလို့ရှင်ဖယ်နေရရောက်ကန်ကောင်းတက်တဲ့ကျမကတော့ကိုစားခြင်းတဲ့အရာတွေကိုမှားစားခွင့်ရခဲ့ပါတယ်ရှင်2000ခွဲတန်းပင်လယ်စာ၄မျိုးချင်ဆက်ဟင်းလျာလေးပါဒါကတော့12000ကျပ်တန်ဝက်မာလာရှန်ကောပဲဖြစ်ပါတယ်12000ကျပ်တန်ကြက်ကြေးဥစီချက်ပဲဖြစ်ပါတယ်တပွဲကိုအများကြီးပဲပါတယ်9500ကျပ်တန်ဝက်သုံးထပ်သားထောင်ပဲဖြစ်ပါတယ်ရှင်ဝက်သားမာလာရှန်ကောမှာလိုက်တာပါလာတဲ့ဝက်သားတွေကိုကြည့်ပြီးတော့တော်တော်မျက်လုံးပြူသွားတယ်အသားတွေကထူထဲနေရောပဲမာလာရှန်ကိုဝယ်ဆိုင်ပုံမှန်ဆိုဝက်သားသုံးထပ်သားနဲ့မှိုင်းတော့မှဝက်သားလေးလှီးထားတာပါတာများတယ်ဒီဆိုင်မှာကဝက်သုံးထပ်သားကြီးကထူထဲပြီးတော့စားတာအားရစရာကောင်းနေရောပဲမာလာရှန်ကိုကမာလာအနံ့တင်းတင်းလေးနဲ့ပြီးတော့မဆလာအနံ့ပပလေးလည်းပါတယ်ပေါ့နော်အရန်ကြိုက်တယ်ဒါကတော့12000ကျပ်တန် JOC ချက်ပေါ့နော်ဒါလေးကိုတော့ချက်သားနဲ့မှာစားလိုက်တယ် JOC ချက်ကလည်းတကယ်ကိုအရသာကောင်းတယ်ပါတာကလည်းအများကြီးပဲစားတာကုန်တော့မကုန်ဘူးအဲ့နေ့ကလေအများကြီးလောဘကြီးပြီးမှာလိုက်မိရတော့မှနောင်တရရပေါ့နော် JO တပွဲကိုလူ3ယောက်လောက်စားလို့ရတယ်ဟင်းရည်လေးကလည်းကောင်းတယ်ဟင်းရည်လေးနဲ့အသားလေးနဲ့စိန်ပြီးတော့လဲကိုယ့်ဘက်ကိုစားလိုက်သေးရေပေါ့နော်ဆိုင်လေးကြီးလိုက်တော့တာမန်ပုံစံလေးဆိုပေမဲ့ပင်လယ်စာတွေရောကြေးအိုးတွေရောဝက်ဆက်လက်တွေရောဟော့ပေါ့ပါရလိုက်သေးရနော်ဟော့ပေါ့ကတော့ယူမစားခဲ့လိုက်ရအောင်ကြေးအိုးကလည်းတကယ်ကြီးကိုစားကောင်းခဲ့တာဝက်သားတအားစားခြင်းနေလို့နောက်ထပ်ဝက်သုံးထပ်သားထောင်လေးကိုလည်းမှားစားလိုက်တယ်တပွဲမှာ9500ပဲရှိရယ်ပန်ဝင်မှုကလည်းအများကြီးပဲသူ့ရဲ့အရသာလေးကဂျိုရီးယားစတိုင်ထောင်းထားတာပေါ့နော်ကိုကအချိုမကြိုက်ဘူးဆိုလို့ရှိရင်လည်းအချိုလျှော့ခိုင်းထားလို့ရတယ်ရုံးကတော့အချိုလျှော့ပြီးရောထောင်းပြီးရောစားလိုက်ပါတယ်အရန်ကိုကြိုက်ခဲ့ပါတယ်ရှင်ဆိုင်လိပ်စာလေးကတော့မင်းရဲကျော်စွာလမ်းတွန်တေးမျိုးဘိုးချုပ်ကြီးရုပ်အကျော်မှတ်ပုံတင်ရုံအနီးဒလကားလေးကိရှိမှာပဲဖြစ်ပါတယ်။ရုံကတော့အစားတောက်တစ်ခုစားပြီးဆိုလို့ရှိရင်တစ်ခုတည်းကိုဘယ်တော့မှကောင်းအောင်မစားဟိုဟာလေးလဲစားလိုက်ဒီဟာလေးလဲနှိုက်စားလိုက်ပေါ့နော်။အဲ့လိုမျိုးအလှည့်ကျစနစ်လေးနဲ့စားတော့ပို့ပြီးတော့သဘောကျတယ်။ပင်လယ်စာ၄မျိုးချင်ဆက်ပေါ့နော်တပွဲကို2000ခွဲပဲရှိရဲ့။သူ့ထဲမှာပါဝင်တာတွေကတော့ကနန်းပစွန်ရေပဝဲကင်းမွန်ခရုလဲပါတယ်ပေါ့နော်၄မျိုးစက်တာပြောတာ5မျိုးလောက်ထိထည့်ပေးအရသာတော့ယွန်းကြိုက်တဲ့အရသာနဲ့လုံးဝထပ်ထူကြခဲ့တယ်ခရမ်းချင်သည့်အနှစ်ကလေးနဲ့ရှမ်းနံအနံ့လေးနဲ့မကြီးအနှစ်ကလေးနဲ့ငရုတ်သီးစိမ့်လေးပပလေးနဲ့လေတအားစားကောင်းတယ်ပင်လေစားတွေချက်ပြီးဆိုလို့ရှိရင်ယွန်းကအဲ့လိုစတိုင်မျိုးချက်တာပိုကြိုက်တာကိုစားခြင်းနဲ့အရသာမျိုးစားလိုက်မယ်လို့တော့မှမထင်ထားခဲ့ဘူးတွန်တင်းမှာအခုလိုမျိုးပင်လေစားကောင်းကောင်းလေးဆိုင်ရှိတာတကယ်ဝမ်းသာတယ်ပြီးတော့ပင်လေစားတွေအားလုံးကလည်းလက်ဆက်တယ်ပေါ့နော်စားခြင်းတာစားခဲ့ရတဲ့အတွက်လည်းအရန်ပျော်တယ်တဖန်ပြန်ပြီးတော့မာလာရှန်ကောဘက်ကိုပြန်လှည့်သွားပြန်ပြီပေါ့နော်စိတ်ကခဏမငြိမ်ဟိုဟာစားလိုက်ဒီဟာစားလိုက်နေမာလာရှန်ကောကလည်း share ပဲလက်ရတွေကလည်းယွန်းကြိုက်နဲ့အားလုံးထပ်တူကြနေတော့အဲ့ဒီအမအိုတော်မှဆက်စုလိုက်သေးရဲ့တွန်တင်းမှာဆိုင်ဖွင့်ထားကြပြီလားဆိုပြီးတော့သူကပြောတယ်ဖွင့်တာတစ်နှစ်တော့ပြည့်တော့မယ်တဲ့အရှင်ကကြောင်မြောင်းတီရလမ်းမှာလည်းဖွင့်ဘူးတယ်ပြောတယ်တွန်တင်းမြို့ပေါ်မှာလာဖွင့်တာပို့ပြီးတော့စိတ်ပျော်ရွှင်ရတယ်တဲ့အခုလိုမျိုးဆိုင်လေးရှိတာတွန်နင်းမျိုးပေါ်မှာရှိရဲ့အစားအသောက်ကြိုက်တဲ့သူတွေအတွက်လည်းကံကောင်းတယ်လို့တော့ယွန်းကတော့ထင်မိရဲ့ယွန်းသာတွန်တင်းမှာနေမယ်ဆိုလို့ရှိရင်လည်းယွန်းအဲ့ဒီ BKK ဝက်ဆက်လက်ဆိုင်ကိုအမြဲသွားဖြစ်မှာသိကြတယ်ဒီတစ်ခေါက်တော့အစားအသောက်ဈေးနှုန်းလေးတွေနဲ့ကောတွဲပြီးတော့တင်ပေးလိုက်ပါရဲ့နော်
ဒါကတော့ juice ပါ juice တွေလည်းရတယ် milkshake တွေလည်းရတယ်ဒါကတော့ kiwi juice တစ်ခွက်မှ1500ပဲရှိရဲတဲ့ juice တစ်ခွက်1500တော့တော်တော်လေးတန်တယ်အားပေးတဲ့ customer တွေပေါ်မှာလည်းစေတနာပါတွေ့ရတယ်ဘာဖြစ်လို့လဲဆိုတော့ထည့်ပေးတဲ့ပမာဏအရန်ကိုများလွန်းတယ်အဲ့ဒါနဲ့အမရဲ့လို့အမထည့်ပေးတဲ့ပမာဏတွေကအရန်များတော့မြက်ကောမြက်ပါမလားလို့တော့မေးယူခဲ့ရသေးတယ်ဒီနေ့ပင်လယ်စာ၄မျိုးချင်စက်ကိုတော့ကုန်းအောင်စားခဲ့တယ်အရန်ကြိုက်လွန်းလို့ရေပဝဲတွေရောခနန်းတွေရောပစွန်တွေရောအားလုံးကလက်လက်ဆက်ဆက်လေးတွေပြီးတော့ခယူလဲပါတယ်အဲ့ဒီဆိုင်မှာပင်လယ်စာက6မျိုးထိရှိရပေါ့နော်ကိုက6မျိုးလုံးစားခြင်းတယ်ဆိုလို့ရှိရင်လည်း6မျိုးလုံးပေါ့နော်ချက်ခိုင်းလို့ရတယ်ယူကတော့ပင်လယ်စာ၄မျိုးချင်စက်ကိုအရန်ကိုမှယူတုတ်ခဲ့ပါတယ်သူ့အတိုင်းလေးစားကြည့်တော့လေအရသာလေးကငန်လွန်းနေရလို့ဆက်လွန်းနေရလို့လုံးဝမရှိဘူးဒီတိုင်းလေးပဲစားလဲကောင်းတယ်အဲ့အနှစ်ကလေးကိုထပ်မင်းလေးနဲ့စားရင်လည်းအရန်မိုက်တယ်ဒီဝက်3ထပ်သားထောင်းကတော့အဲ့ဒီဆိုင်ကမီနူးအစ်စ်ပါတဲ့အရသာကတော့ရုံးအကြိုက်တဲ့အရသာနဲ့ကွက်တီပဲရုံးကအရန်ချိုလုံးမကြိုက်တဲ့အတွက်ကြောင့်အမညီမတို့တော့အချိုလေးလျှော့ပြီးတော့ထောင်းပေးပါဆိုပြီးတော့ပြောလိုက်တာရုံးကြိုက်တဲ့အရသာနဲ့ကွက်တီဖြစ်အောင်လုပ်ပေးရယ် BKK ကနောက်ထပ်အစားအစာတွေကိုလည်းထပ်ပြီးတော့စားကျင်သေးရယ်နောက်တစ်ခေါက်မှပဲလာပြီးတော့စားပါတော့မယ်ရှင်ဒီနေ့ကတော့စားလိုက်တာအရန်ကိုမှကျင်းနဲ့နှစ်သက်ပျော်ရွှင်ခဲ့ရပါတယ်ရှင်အားလုံးကျေးဇူးတင်ပါတယ်နောက်ထပ် vlog လေးမှာထပ်တွေ့မယ်နော်တတာ